အားလုံးပဲမင်္ဂလာပါဗျကျွန်တော်နာမည်ကတော့ BMC ပါကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုလေးနဲ့ပြီးတော့တကယ်ချင်းတို့အားလုံးကိုကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ Minecraft player တိုင်းသိတဲ့ Minecraft add-on website 3ခုကိုပြောပြပေးမှာဖြစ်ပါတယ်ဗျကျွန်တော်ပြောပြပေးမယ့် website 3ခုကသုံးရတာလွယ်ကူပြီးတော့ download လုပ်ရတာအဆင်ပြေစေမယ့် website တွေဖြစ်တယ်လို့တကယ်ချင်းတို့နဲ့ကိုက်ညီနိုင်တဲ့ website လေးတွေကိုပဲရွေးထားပါတယ်ဗျတကယ်ချင်းတို့စိတ်ဝင်စားကြမယ်ထင်ပါတယ်ကဲဗီဒီယိုလေးမစခင်မှာ like and subscribe လုပ်ပြီးတော့ကူညီပေးခဲ့ကြပါအောင်ဗျဗီဒီယိုလေးစလိုက်အောင်ဗျကဲ let's go ပထမအဆုံး website လေးကတော့ MCBED ကိုဖြစ်ပါတယ်ဗျ MCBED က Minecraft download လုပ်ရပါတယ် Minecraft ရဲ့ latest version တွေကိုလည်း MCBED ရဲ့ APK website ထဲမှာတွားပြီးတော့မှ download လုပ်ရပါတယ်ဗျကျွန်တော်အခုဗီဒီယိုလုပ်နေတဲ့အချိန်ကတော့ Minecraft 26.33 version ရဲ့ latest release ဖြစ်တဲ့အတွက်ဒီ version လေးပေါ်နေရဖြစ်ပါတယ်တကယ်ကျွန်တော်ဗီဒီယိုကြည့်တဲ့အချိန်မှာဘယ် version ရောက်နေပြီလဲဆိုတာနဲ့ပုံမူတည်ပြီးတော့ဒီ website ထဲမှာလာပြီးတော့ latest version ကို download လုပ်ရပါတယ်ဗျဒါကတော့ Android သမားတွေအတွက်ပြောပြဖြစ်ပါတယ်ကျွန်တော် Minecraft add-on တွေ mods တွေ skin တွေ seeds တွေ texture တွေအားလုံးလည်း MCBED မှာ download လုပ်ရပါတယ်ဗျ MCBED က creator တွေအနေနဲ့လုံးဝကိုအဆင်ပြေတဲ့ creator တွေနဲ့ add-on တွေကိုတကယ်ချင်းတော့မြင်တွေ့ရမှာဖြစ်ပါတယ်အရာအားလုံးကအဆင်ပြေလို့ download လာလည်းအရင်ကမှလုပ်ပူပါတယ်ဗျဒီ media fire နဲ့ပတ်သက်ပြီးတော့ပြဿနာရရှိနိုင်ပေမဲ့ media fire ရနိုင်တဲ့သူတွေdownload လုပ်ဖို့ file zip ရှိပြီးသားလူတွေအတွက်ကတော့လုံးဝကိုအဆင်ပြေပြီးသားဖြစ်ပါတယ်ဗျတကယ်လို့မရှိခဲ့ဘူးဆိုလို့ရှိရင်တော့ media fire ကနေပြီးတော့ download လုပ်လို့ရပါတယ်ဗျအရင်ဆုံးအပိုအနေနဲ့ download လုပ်မရခဲ့ဘူးဆိုလို့ရှိရင်ဒီ website ထဲကို VPN ခံပြီးတော့မှ proxy တစ်ခုခုခံပြီးတော့မှ download လုပ်ကြည့်ဖို့ကျွန်တော်အနေနဲ့ video ရနေပြီးတော့ recommendation လမ်းပေးလိုက်ပါတယ်ဗျဒီ website ထဲမှာဆိုလို့ရှိရင်တော့ mods တွေရှိပါတယ်ဗျ texture pack တွေလည်းရှိပါတယ် skin တွေလည်းရှိပါတယ် data packs expanded technology replay တွေနဲ့ပတ်သက်ပြီးတော့အားလုံးရှိပါတယ်ဗျ share တွေလည်းရပါတယ် texture pack မှာဆိုလို့ရှိရင်တော့ဒီ PVB texture pack တွေ realistic texture pack 1632 bit 64 bit 128 bit ဆိုပြီးတော့အများကြီးရှိပါတယ် script တွေမှာ utility နဲ့ပတ်သက်ပြီးတော့ mods တွေရှိပါတယ် horror map တွေရှိပါတယ်ဗျပြီးလို့ရှိရင်ဒီ website ကအဲ့တော့တော်တော်ကြီးကိုစုံတယ်လို့ပြောလို့ရတယ်လို့ကျွန်တော်တို့ content creator တွေအဲ့တော့ creator အများစု profile ဖွင့်တဲ့နေရာမို့လို့တကယ် real creator တွေနဲ့ပဲတကယ်ကျွန်တော်တွေ့အောင်ဖြစ်ပါတယ်ကျွန်တော်တို့ download လုပ်နေကြလူတွေနဲ့မတူဘဲနဲ့ဒီ website ထဲက add-on တွေအားလုံးက high quality ဖြစ်ပါတယ်ကောင်းတာမကောင်းတာကိုမူတည်ရတော့တကယ်ကျွန်တော် download ပေါ်မှာမူတည်ပေမဲ့အားလုံး randomly ချပေးရတာကတော့ auto type တော်တော်စုံတယ်လို့ပြောလို့ရပါတယ်ဗျကဲဒီ website လေးကလည်းကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်သုံးလာလည်းကြာပြီဖြစ်တယ်လို့အရာအလုံးအဆင်ပြေလို့ပြောလို့ရတယ်ဗျကဲအဲ့တော့ဒီ website လေးကတော့အမောင်ဆုံးတစ်ခုဖြစ်ပါတယ်ငွေကျွန်တော်လည်းသုံးကြဖို့ကျွန်တော်ကြံပေးချင်ပါတယ်ဗျကဲနောက်တစ်ခုဆက်သွားလိုက်ကြအောင်နောက်ဆက် website လေးကတော့ CrossForge Mods and Add-on Leading Community ဖြစ်ပါတယ်ဗျဒီ website လေးက Java ဆော့ရလူတွေအတွက်ပို့ပြီးတော့မှအဆင်ပြေမယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ် Minecraft add-on တွေတော်တော်ကြီးကိုမှစုံပြီးတော့မှ Bedrock နဲ့ဆိုင်အဓိကအဖြစ် Java ကိုသူတို့ကအဓိကထားပြီးတော့သင်ကြားဖြစ်ပါတယ်ဗျဒီ community ထဲမှာတွေ့ရမယ့် creator တွေ add-on creation လုပ်တဲ့ creator တွေအားလုံးက Java မှာများတဲ့အတွက်ဒီ website က Java add-on တွေပို့ပြီးမှများဖြစ်ပါတယ်ဗျ Bedrock add-on တွေအတွက်လည်းကောင်းတဲ့ mod တွေအများကြီးရှိပါတယ်။သုံးရလည်းအဆင်ပြေလို့ download လုပ်ရတာတော့မ down တဲ့လူတွေအတွက်ဒီ website ကအခက်တွေ့နိုင်ပေမဲ့တကယ်စစ်ပွင့်ပြီးသားလူတွေအတွက်လုံးဝကိုအဆင်ပြေမဲ့ website လေးဖြစ်ပါတယ်ဗျ။ဒီထဲမှာသုံးထားတဲ့ add-on တွေအားလုံးတင်ထားတဲ့ add-on တွေအားလုံးက high quality ဖြစ်ပါတယ်ဗျ။ quality ထဲမှာကျွန်တော်ပြမဲ့ website တွေကျွန်တော်သုံးဖို့သမျှ website တွေအားလုံးထဲမှာဒီ website က quality အမြင့်ဆုံးရတဲ့ website လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ဗျ။ဒီမှာသုံးထားတဲ့ add-on တွေအားလုံးကတော်တော်ကြီးကိုအဆင်ပြေဗျအထူးသဖြင့် Java ဆိုပေမဲ့ Java ဆော့ရဲ့လူတွေအတွက်အဆင်ပြေသွားမှာဖြစ်ပြီးတော့ကျွန်တော် Bedrock ဆော့ရဲ့လူတွေအတွက်လည်း Bedrock add-on ရှိတရားမို့လို့ Bedrock သမားတွေအတွက်လည်းအဆင်ပြေမှာဖြစ်ပါတယ်ဗျဒီ website ကတော့အခုနောက် website လိုမျိုး Minecraft download လုပ်တဲ့တခြား website ကြီးတော့ဟုတ်ပေမဲ့ add-on အနေနဲ့ပြောရမယ်ဆိုရှင်တော်တော်ကြီးကိုမှစုံပြီးတော့မှကျွန်တော်ဒီ website ကိုသုံးလာတာလည်းကြာပြီပြီးတော့ဒီထဲက add-on တွေကလည်း quality အရန်ကောင်းတယ်လို့ပြောလို့ရတယ်ဗျcreator ပေါ်မူတည်ရလား website ပေါ်ပဲမူတည်ရလားကျွန်တော်မပြောတတ်ပေမဲ့ဒီ website ရဲ့တင်တဲ့ add-on တွေ concept creator တွေအကုန်လုံးက high quality ဖြစ်ပြီးတော့မှကျွန်တော်သုံးဖို့သမျှ website ထဲမှာ quality အမြင့်ဆုံး website ဖြစ်ပါတယ်ဗျကဲအဲ့တော့ဒီ website လေးကိုလည်းသုံးကြည့်ဖို့တကယ်ချင်းတို့အားလုံးအကြံပေးချင်ပါတယ်ကဲအဲ့တော့နောက်ထပ် add-on တွေတင်တဲ့ website အကြောင်းတွားလိုက်အောင်ဗျနောက်ထပ် website လေးကတော့ Mobay everything from Minecraft Base ဆိုတဲ့ website လေးပဲဖြစ်ပါတယ်ဗျဒီ Mobay website ကလည်း
add-on တွေအတွက်ဆိုရှင်တကယ်ကျွန်တော်တို့လုံးဝအဆင်ပြေစေပြီးတော့ download ရတဲ့လွယ်ကူစေမယ်အဆင်ပြေစေမဲ့ website လေးမှာပါပါတယ်ဗျဒီ website လေးကဆိုလို့ရှိရင်တော့ add-on လေးတွေက simple ဖြစ်ပြီးတော့မှအခုနာက website တွေတော့ heavy မဖြစ်ဘူးဆိုပေမဲ့သုံးရတာအဆင်ပြေတယ်လို့ add-on လေးတွေကစုံတဲ့အတွက်ကျွန်တော်ဒီ website လေးရတယ်တကယ်ကျွန်တော်တို့ကိုက်ညီမှုရှိမယ်လို့ထင်လို့ကျွန်တော်ထည့်ပေးလိုက်တာဖြစ်ပါတယ်ဗျဒီ website လေးမှာဆိုရှင်တော့ mods တွေရပါတယ် maps တွေရပါတယ် texture sheet စတဲ့ add-on website တွေမှာရတဲ့ service အလုံးကြီးပါရှိလို့ပြောရပါတယ်မသုံးတဲ့လူတွေအတွက် mods တွေပါတွေကိုဒီလိုမျိုးနည်းနည်းပါးပါးဆွဲပြီးတော့နည်းလို့တော့မထင်လိုက်ပါနဲ့အောက်မှာ page တွေကအများကြီးရှိရဗျကိုမကြည့်နိုင်ရင်မကြည့်နိုင်သလို page လေးကိုပြောင်းပြီးတော့မှကြည့်လို့ရပါတယ်comments တွေ posts တွေလည်းရှိပါတယ်login လုပ်ပြီးတော့page လေး resume လေးကို download လုပ်လို့ရပါတယ်ဗျကိုပေါ်လည်းတင်လို့လည်းရပါတယ်ဒီ website မှာဆိုလို့ရှိရင်တော့ဒီ website လေးကလည်းတကယ်ကျွန်တော်တို့မြန်မာရဲ့အတွက်ကန့်ညီမှုရှိမယ်လို့ကျွန်တော်ထင်လို့ဗီဒီယိုထဲမှာထည့်ပေးလိုက်တာဖြစ်ပါတယ်ဗျဒီဟာကတော့ Java add-on တွေနည်းပေမဲ့ Minecraft PE ဆိုတော့ Minecraft Bedrock add-on တွေကိုအများဆုံးတွေ့ရမယ့် website ဖြစ်ပါတယ်MCB ဒီရလို့ပဲနှစ်မျိုးရောလို့ပြောလို့ရပြီမဲ့ဒီ website ကတော့ခုန website နဲ့ပြောင်းပြန် Bedrock add-on တွေများဖြစ်ပါတယ်တော်တော်လေးကိုစုံတယ်လို့ပြောလို့ရပါတယ်ဗျကျွန်တော်တို့ဒီမှာ mods တွေ maps တွေ texture pack တွေ 6 တွေအကုန်လုံးရပါတယ်သုံးရလည်းတွေ့ကိုပါတယ်နှစ်ရတာဘာညာအခက်ခဲဘာမှမရှိပါဘူးတကယ်လို့ website တိုင်းမှာကျွန်တော်ပြပြခဲ့တဲ့ website တွေက download မရဘူးဘာညာဖြစ်ခဲ့ဆိုရှင် VPN proxy တစ်ခုခုခံပြီးတော့မှသုံးကြည့်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ဗျတကယ်လို့ download ရသွားရဆိုရှင်တော့ဆက်ပဲ download ပါ VPN မခံပါနဲ့တကယ်လို့ media file မှာပြဿနာရှိဆိုလို့ရှိရင်တော့တခုခု media file ဖြစ်ဖြစ်တခုခုမှာပြဿနာရှိရဆို VPN ခံထားဖို့ကျွန်တော်ပြောချင်ပါတယ် proxy တခုခုခံထားဖို့ကျွန်တော်ပြောချင်ပါတယ်ဒါမှမဟုတ်လို့ရှိရင်တော့ download လုပ်ရတာအခက်တွေ့နေမှာဆိုလို့ကျွန်တော်ကအကြံပေးခြင်းပဲဖြစ်ပါတယ်ဗျကဲတော့နောက်ထပ်လုံးနဲ့ဆက်နေတဲ့ website တခုကိုပါရအောင်ငွေကျွန်တော်ရှာနေတဲ့ add-on တွေပဲဖြစ်ဖြစ်ရှားပါပြီးတော့ရှားရတာခက်တဲ့ add-on တွေပဲဖြစ်ဖြစ်တကယ်ကျွန်တော်တွေလည်းရှားရတာအခက်တွေ့နေမှာဆိုလို့ရှိရင်တော့ 9 Minecraft Java and Bedrock ဆိုတဲ့ website လေးကိုလာဖို့ကျွန်တော်ပြောချင်ပါတယ်ဗျဒီ website မှာလည်းကျွန်တော် bonus အနေနဲ့ video မှာထည့်ပေးလိုက်ခြင်းရဲ့အကြောင်းရင်းကတော့ Python တွေလည်းစုံလို့ Java ကို Bedrock ကို balance ဖြစ်စေမဲ့ content creator တွေနဲ့ add-ons တွေရှိနေလို့ပဲဖြစ်ပါတယ်ဒီ website လေးကချို့လူတွေအတွက်သုံးရတာခက်မယ်ဆိုပေမဲ့တကယ်တမ်း ရိုးရှင်းတဲ့ website လေးပဲဖြစ်ပါတယ်ကျွန်တော် bonus အနေနဲ့ကျွန်တော်ဒီ website လေးကိုကျွန်တော် appreciate ဖြစ်တဲ့အတွက် video ထဲမှာထည့်ပေးလိုက်တာဖြစ်ပါတယ်ဗျတကယ်လို့ကျွန်တော်ပြပြခဲ့တဲ့ website တွေမှာတချို့ add-on တွေကမတွေ့ဘူးရှာလို့မရဘူးဆိုလို့ရှိရင်တော့ဒီလို website လေးတွေကိုလာဖို့ကျွန်တော်ပြောချင်ပါတယ်ဒီ website လေးတွေကအများသောအားဖြင့်ဘယ်နေရာမှာမှမတွေ့နိုင်တဲ့ add-on တွေချိန်တိုင်း mods တွေကိုအဓိကတွေ့ရတဲ့ website တွေထဲမှာပါတဲ့အတွက်ကျွန်တော်ဒီ website လေးကကျွန်တော်လည်းသုံးဖူးတယ်သုံးရတာလည်းအဆင်ပြေလို့ကျွန်တော် video မှာ bonus အနေနဲ့ထည့်ပေးလိုက်တာဖြစ်ပါတယ်ဗျကဲတကယ်ကျွန်တော် add-on တွေရှာမရဘူးရှာမတွေ့ဘူးရှားတယ်တကယ်လို့ဟို website တွေကအဆင်မပြေဘူးဆိုရှင်လည်းအပေါ်နေနဲ့ဒီ website လေးကိုလာပြီးတော့တောင်းလို့ရပါတယ်ဗျ9 Minecraft website ကိုကျွန်တော်ပြပြခဲ့တာဖြစ်တဲ့အတွက်လာတဲ့ website ဖြစ်တဲ့ Planet Minecraft website ကိုလည်းချိန်ခဲ့လို့မရပါဘူးဒီအတွက်ဒီ website လေးကိုပါနောက်ထပ် bonus အနေနဲ့ကျွန်တော်ထည့်ပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ဒီ website ကလည်းအခုနာက website လိုပဲ Java add-on mods တွေကို download လုပ်လို့ရပါတယ်လွယ်ကူပြီးတော့မှ use ရှင်းတယ် download လုပ်ရတာလည်းအရန်ကိုမှလွယ်ကူတဲ့ website ဖြစ်ပါတယ်ကျွန်တော်သုံးဖို့သမျှ website တွေမှာဒီကောင်ကdownload ရတာအမြန်ဆုံးလို့ပြောလို့ရတဲ့အတွက်ကျွန်တော်ဒီ website လေးကိုလည်းကျွန်တော်ထည့်ပေးလိုက်ဖြစ်ပါတယ်ဗျကဲတကယ်ကျွန်တော်အခုနာက website တွေမှာအားမရဘူးနောက်ထပ် website တစ်ခုထပ်လို့ချင်နေဆိုရှင်တော့ဒီ Planet Minecraft website လေးကိုလာခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ဗျဒီ website လေးကကျွန်တော်အကြံပေးတဲ့အကြောင်းရင်းကတော့ဘာမှလွယ်ကူတယ်အဲ့လိုနေရာလည်း use ရှင်းတယ်လို့ short လုံးဝမရှိဘဲနဲ့ကျွန်တော်တို့မြန်မာတွေအဓိကအကိုက်ညီဆုံးဖြစ်စေမယ် website တွေမှာဒီကောင်လေးရလည်းပါတဲ့အတွက်ကျွန်တော်ဒီ website လေးကိုလည်း bonus အနေနဲ့ထည့်ပေးလိုက်မှာဖြစ်ပါတယ်ဒီ website လေးကိုလည်းသုံးကြည့်ကြဖို့ကျွန်တော်အကြံပေးချင်ပါတယ်ဗျကဲတကယ်ကျွန်တော်အားလုံးပဲကျွန်တော်ရဲ့ video လေးကတော့ဒီလောက်ပါပဲဗျကျွန်တော်ပြပြခဲ့တဲ့ website တွေကတကယ်ကျွန်တော်တို့အသုံးဝင်စေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel လေးကို video လေးမဆုံးခင်မှာ like and subscribe လေးနဲ့ support ပေးခဲ့ကြဖို့နောက်ထပ်တစ်ချိန်ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျကဲအဲ့တော့နောက်ထပ် video လေးမှာတကယ်ကျွန်တော်နဲ့ပြန်တွေ့ကြမယ်ကဲအားလုံးပဲ bye bye ပါဒါ